အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒီကောင်လေးပြပြပေးတာပါပတ်စံစားတဲ့ app လေးပါနော်ဒီမှာဒီကောင်လေးပါကျွန်တော်ခါရ internet တစ်ချက်ဖွင့်အောင်နော်တော့ပြီးလို့ရှင်ရင်တော့ဒီကောင်လေးတော့ဝင်အောင်ဒီ app လေးတော့ဝင်အောင်ဒီကောင်ဝင်လို့ရှင်ကောက်လို့နီးစေ app လောက်နေရတော့လူတိုင်းလောက်တက်မှတက်ပါလား Gmail လေးတစ်ခုစီရင်ရပါပြီ Gmail နဲ့နာမည်နဲ့ account number နဲ့ထည့်ပေးလိုက်ရင်ရပြီနော် Gmail ကတော့လက်စီကိုအသုံးပြုနေ Gmail တစ်ခုထည့်လိုက်နာမည်ကတော့ကြားတဲ့နာမည်ထည့်ပြီးတော့ account number လည်းကြားတဲ့ account number ထည့်လို့ရပါတယ် Gmail account number မှန်မလို့ပါဘူးကိုထပ်ထည့်ကြားတဲ့ account number ပြန်ပြောင်းထည့်လို့ရပါတော့ဝင်လာပြီးဆိုအရင်ဆုံးဒီပေါ်မှာဒီမှာသူပြတာ3ကြောင်းအဲ့ဒီနေရာမှာအရင်တော့5ခုရှိပါလား5ခုရှိတယ်ကျွန်တော်2ခုကကျွန်တော်လောက်လိုက်ပါပြီ2ခုကဘာလဲဆိုတော့ဒီမှာကျွန်တော်လောက်ပြီးတော့2ခု350ကျွန်တော်ရပါပြီ350ဒီကောင်က300ရတာဒီကောင်50ရတာလောက်နေရသူစာနဲ့ရေးပြီးသူပြတာပါလားနော်အရင်ဆုံးဒီမှာ5ခုနော်လောက်လိုက်ပြီးသွားပြီဆို350ကျွန်တော်ရတာ350ရစစ်ကြပဲရတာစစ်ကြကျွန်တော်ဒီဟာကျွန်တော်ကြွညာကြည့်အောင်ရုပ်ရှင်လေးကြည့်ရတာနော်ရုပ်ရှင်လေးကြည့်ရတာစစ်ကြရတာလားရုပ်ရှင်ကြည့်တဲ့နေရာဒါအသုံးပြုတဲ့ပုံစံကိုကျွန်တော်တိတ်တိတ်ချက်ချဘာမှလိုက်ရှင်းပြနေကြမလို့ပါဘူးဒီအဲ့ကြတော့ဘာပြောဆိုတော့မင်းတို့ဝင်လာပြီဆိုလို့ရှိရင်အကောက်တော့ပါလောက်ပြီးလို့ရှိရင်ဒီ730လာလိုက်ပါ730လာဒီအောက်ဆုံးကနှိုက်လိုက်ပါဒီမှာသုံးပြုနည်းတွေအကုန်လုံးသူရုပ်ဗီဒီယိုနဲ့သူတင်ထားပေးရနော်ဗီဒီယိုဖွင့်ကြည့်ပြီးတော့ကိုကြည့်လို့ရပါလားဘယ်လိုတောင်းရဘယ်လိုတောင်းတော့တစ်ပုံနဲ့တစ်ပုံချင်းပြတာလားဒီကောင်မှာဆိုလို့ရှိရင်အခုဒီကောင်လေးကိုပတ်စံ360ရမုတ်ခါလေးလောက်အောင်မဆိုရင်ဒီမှာသူပြထားတဲ့ပုံစံနော်ဒီမှာသူပြထားတဲ့အတိုင်းပို့လိုက်လောက်လိုက်ပါပေါ်ကအပေါ်ဆုံးကတစ်ပုံနဲ့ပြထားတာအဝဟာရကတော့ဒီမှာဗီဒီယိုလေးနဲ့သူပြထားပါတယ်ဖွင့်ကြည့်လိုက်ဘယ်လိုတောင်းပြရလဲဘယ်လိုလောက်ရလဲဆိုတော့သူပြထားပါတယ်ကျွန်တော်ဘာမှပြပေးစမ်းမလို့တော့ကိုဝင်ပြီးကိုကြည့်လိုက်ပါမှာဝင်ကြည့်လိုက်ပါကောလုံးမှာဒီကောင်လည်းတိုင်ပါပဲဗီဒီယိုနဲ့ပြတာပါလားဘယ်လိုလုပ်ဆိုရနော်ဒီထားလေးထဲလောက်ဝင်ကြည့်လိုက်ကျွန်တော်လည်းဒီထားပဲကြည့်ကျွန်တော်လောက်တယ်ကျွန်တော်လည်းဒီတန်းနာလေးမှုကတိုက်ပြီးတော့စီတာမဟုတ်ပါဘူးဒီမျိုးရန်တော့ပါပဲအဲ့လောက်ကြည့်လိုက်နော်ချာပါရရှိတယ်လို့ဆိုတော့ဒီမှာအမှတ်စားတဲ့နေရနော်ဒီမှာအမှတ်လေးစားအမှတ်စားပြီးနောက်ဆုံးကျွန်တော်ဒီပတ်စဲပုံလေးတွေဝင်လာပါပတ်စံထားတဲ့နေရပါနော်ဒီတော့မှနိုင်ငံမှာဘယ်လိုနိုင်ငံပတ်စံနဲ့ကိုထောက်ချင်လဲဆိုတော့ပါထားလိုက်ပါပတ်စံထောက်မလို့ပြပဲဝင်လာပါဒီမှာသူပြပါတယ်5ချက်ကို$5ကို$6,000အမှန်$6,000ဆိုရင်$5ပါနော်10မှတ်ဆိုလို့ဆိုရင်$1,000ပါတဲကြီးမဲကြီးကစားထားပြီးတော့လိုက်ကစားနေကြတော့မလို့ပါကိုအားတဲ့ချိန်မှာကိုကစားအားတဲ့ချိန်မှာကစားပါနော်တိုက်ပြီးတော့အလောကြီးနဲ့မြန်ပြအောင်လောက်မှလောက်ကြမလို့ပါဘူးကိုအလောက်အကန်ရှိတယ်ဆိုကိုလောက်အားတဲ့ချိန်လေးမှာဒါအပူဝင်လို့တပုံမျိုးလောက်တဲ့အရာလေးပေါ့နော်ဟုတ်ကဲ့နောက်ဆန်းဆောင်နေရပြပါဆိုတော့တခြားပါလေးကြည့်တယ်ဆိုတော့ဆက်စုကြည့်လာမှာနော်လူပုံလေးတောင်မှပါလေးရှိတယ်ဒီမှာကိုလောက်ပြီးကိုလောက်ရမယ်အားလေးနော်ကိုလောက်ပြီးဒီမှာပြီးကြောင်းသူတို့မျိုးပေါ်လာမှာနော်ဒီမှာကျွန်တော်လောက်ရအများကြီးကြံနေတာမပေါ်သေးဘူး
ကိုယ့်ရဲ့ level သဘောမျိုးပါနော်ဒါတွေကမသိတဲ့လူတွေတော့နော်တီးတဲ့ဆရာတွေကြတော့လဲနည်းနည်းပါးပါပြန်ပြီးတော့ကျွန်တော်ပြတာလေးလိုသွားတာတို့မမှန်တာတို့ရှိလို့ရှိရင်ဝိုင်းပြီးတော့ထောက်ပြပေးကြပါနော်ကျွန်တော်ကပြောမှဆိုရင်အမှတိတဲ့တက်တဲ့သူတရားတော့မဟုတ်ပါဘူးအခုတောင်းတယ်လို့မျိုးများတွေ300စီချင်တဲ့စိတ်နဲ့ကျွန်တော်ပြတာပါနော်ဒီ app ကတော့ Play Store မှာစာ download လုပ်ရတယ် Play Store မှာတမစာချင်အောင်ဆိုလို့ရှိရင်ကျွန်တော် link ချတာပြပါမယ်အခု YouTube မှာဆိုလို့ရှိရင်ကျွန်တော် video ရဲ့အောက်မှာကျွန်တော်ဒီ link ကိုကျွန်တော်ချပေးပါမယ် Facebook မှာဆိုရင်တော့ပုံပါနော်ကျေးဇူးပါကျွန်တော်ဒီလောက်ပါ